你个傻逼，也没算了。ဒီဗီဒီယိုမှာတော့ဒီဗီဒီယိုကိုကြည့်ပြီးနောက်အခါမီးပြန်ရင်စိတ်ကူစရာမလိုတော့ဘူး။အဲ့တော့ရေမော်တာလုံးကြီးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုကိုအဆုံးထိကြည့်သွားပါ။ဗီဒီယိုကိုအဆုံးထိမကြည့်သွားရင်နောက်တစ်ခါနောက်လာရလိမ့်မယ်နော်။အရင်ဆုံးတော့ဒီမော်တာကိုရေမော်တာလုံးမှာဆိုတော့ရေမော်တာအတွက်မော်တာလို့တဲ့။အဲ့မော်တာအတွက်ဒီကျွန်တော်ဒီမော်တာလေးကိုသုံးမှာဖြစ်ပါတယ်။ဒီမော်တာကကျွန်တော်ဝယ်မရလို့ online မှာတော့ရှိတော့ရှိမှာဒါပေမဲ့ကျွန်တော်ဗီဒီယိုတင်တာနည်းနည်းနောက်ကျနေပြီဆိုတော့ online ကိုမဆောင်နိုင်နဲ့ကျွန်တော်တန်ကြဆိုင်မှာသွားပြီးတော့ဒီလိုမျိုးမော်တာလေးရှာလိုက်တယ်နော်။ဒီကောင်ကကျွန်တော်ဝိုင်းကလေးတွေဆွဲတဲ့ကားတွေကနေထုတ်ထားဖြစ်ပါတယ်။ပြီးတော့ဒီအရှိရဲ့ဒီပူလီရဲ့ဒီဓာတ်ပင်ရန်ရဲ့ဒီအသွားတွေကိုကျွန်တော်စက်နဲ့စားလိုက်ပါပြီဒီစက်နဲ့စားတဲ့အသွားကိုကျွန်တော်ဒီမှာပြမယ်အဲ့လိုမျိုးစက်နဲ့စားလိုက်တယ်နော်ဒီမှာချောမသွားရနော်အဲ့လိုမျိုးစက်နဲ့စားလိုက်တော့အဲ့တော့ဒီကောင်ကိုထားလိုက်မယ်ဒီဘက်ပြီးရင်ဒီကောင်ရဲ့အရှိမှာသူ့မော်တာနဲ့ join board အတွက်ကျွန်တော်ကတော့ဒီလိုမျိုးပုံလေးဆွဲထားလိုက်ပါတယ်ဒါကျွန်တော်အချမ်းဖြစ်ဆွဲထားလိုက်ဒါပါဒီမှာကျွန်တော်လည်းရှင်းပြပါမယ်ဒါက battery ဒါကျွန်တော် snap ပေးဖို့ရည်ရွယ်ထားတယ်ပြီးရင်ကျတော့ဒီက motor ပြီးတော့ကျတော့ဒါ bracket ဒီ wall bracket လေးဒီကောင်နေရန်တို့မှာအဲ့လိုမျိုးနေရန်တို့ဖောက်ပြီးတော့လေ bracket နဲ့ဆွဲထားတာလေအဲ့လိုမျိုးအဲ့ဒါကိုဒီမှာ attach လုပ်မယ်ပြီးရင်ကျတော့ဒါ not ဒီကောင်က net ပေါ့နော် net ကိုကျတော့ကျွန်တော်ဒီလိုမျိုးလေး attach လုပ်မယ်ဒီကောင်နဲ့ခြောင်တွေတော့ဒီကကျွန်တော်ချန်ဖန်ပြီးတော့လုပ်လိုက်မယ်ဒီကောင်ကိုဒီလိုမျိုးလေး attach လုပ်မယ်ဒီကောင် attach ဖြစ်သွားပြီနော်ဒီကောင်လည်းဒီနားမှာဖြတ်လိုက်မယ်ဒီထည့်ရမလို့ဆိုတော့ဒါပေမဲ့မဖြတ်တော့ဒီထည့်ကိုသုံးမယ်ပြီးရင်ကျတော့နောက်တစ်ခုကကျတော့ဒီ PVC ပိုက်နဲ့ဒီ motor body လေးလုံးမှာပေါ့နော် PVC ပိုက်နဲ့အနောက်ရဲ့အဖုံးလေးပြီးရင်ပိုက်လုံးပြီးရင်ကျတော့ propeller ပန်ခါရဲ့ဒီ net ရဲ့ပြီးရင်ကျတော့သူရဲ့ပိုက်ပြီးရင်ပြန်ဒီဘက်အဖုံးပြီးရင်ပိုက်အဲ့လိုစဉ်းစားထားရနော်အဲ့လောက်ပဲပါအဲ့တော့ဒီကောင်ကိုစလုပ်ရအောင်နော်အဲ့တော့အရင်ဆုံးတော့ကျွန်တော်ပြောသလိုဒီ bracket ရဲ့အခွန်လေးကိုဒီထဲမှာ fix ထိုးလိုက်ပါပြီတွေ့လားချက်သွားပြီပြီးတော့ဒီကောင်ကိုနည်းနည်းလေးချက်ဖို့ပလျာနဲ့ညှက်လိုက်မယ်ပလျာနဲ့ညှက်ပလျာသေးနေတော့မဖြစ်ဖြစ်ရပါတယ်ဒီလောက်ကတော့ AC ပဲကျွန်တော်ရဲ့ဗီဒီယို like တွေပါလေးလုပ်သွားကြအောင်နော်ကျွန်တော်တခါတွေ့ရတယ်တချို့တွေဗီဒီယိုကြည့်ပြီး like လုပ်သွားတဲ့ဗီဒီယိုကျွန်တော်တွေ့တယ်ထားလိုက်တာဒီကောင်ကိုပေါ်ထည့်လိုက်မယ်ဆို flight 2ကိုထည့်လိုက်မယ်ကြမှန်းပြီစမ်းကြည့်မယ်ဘောနော်ကျုပ်ကိုင်းလေကျုပ်ကိုင်း AB ကိုနဲ့ကပ်လိုက်မယ်ခုတော့ကျွန်တော် AB ကိုမဝယ်လာရသေးဘူးမလို့လို့ထင်လို့ဒီကောင်ချောက်ဖို့ပြလိုက်မယ်ပြီးရင် net ထဲမှာဆိုတော့ဒီ net ကိုကျွန်တော်နည်းနည်းထည့်လိုက်မယ် net ကလိုတာကနည်းနည်းမှခွဲတော့မှနည်းနည်းမှခွဲလောက်ပေါ့ဟုတ်တယ်နည်းနည်းမှခွဲလောက်ဒါကိုချက်လိုက်မယ်ကျွန်တော်ဖြတ်ပြီးလို့ရခဲ့မယ်အဲ့တော့ဒီမှာဖြတ်ပြီးလိုက်ပြီနော်ဒီကောင်ကောင်းကြောက်စက်နဲ့ဖြတ်ပြီးလိုက်ပြီနော်ခုနကကျွန်တော်ဒီကောင်ပြားထားတဲ့ဟာကြီးနဲ့ပဲဖြတ်လိုက်ပြီကျွန်တော်ကြောက်စက်ရှိရောအဲ့ဒါနဲ့ပဲထွေးလို့အဲ့တော့ဒီကောင်ကိုဒီလိုထည့်ရမှာဖစ်ဆိုင်ပြောင်းဒါတော့ခုတော့ကောင်းကပ်ပါပြီအဲ့ဒီကောင် first side ဖြစ်အောင်မကက်ခင်ဆိုဒီကောင် body ပိုင်းလေးလာလိုက်မယ်နော်ဆိုတော့နိုင်ဆိုပန်ခါပိုင်းလာလိုက်မယ်ပန်ခါပိုင်းကျွန်တော်ကိုရိုင်းကလှုပ်ထားတဲ့ပန်ခါလေးအရင်ကလှုပ်ပြီးသားဒီကောင်ကိုကျွန်တော်အရင်တော့ကလည်းကျွန်တော်မော်တာလှုပ်ပြီးမအောင်မြင်တဲ့မော်တာလေးပေါ့နော်အဲ့ကျွန်တော်ကသုံးတဲ့ပန်ခါလေးမော်တာမအောင်မြင်တော့မော်တာထက်စီပြီးတော့ဒီပန်ခါလေးကိုထုတ်တာပါဒီကောင်ကျွန်တော်အခု project အတွက်ကြိုက်တော့ကျွန်တော်ဒါပြန်သုံးတာပါနော် recycle လုပ်ပြီးဆိုတော့ဒီကောင်ကိုဒီထဲမှာကွက်တီအလက်တဲ့ထိုးရမှာပေါက်ပြီးတော့ထိုးရမှာဒီကောင်ဒီလောက်သွားမှာဆိုတော့ကျန်ပါပါနေရတော့အဲ့ဒါဒီကောင်ကိုဖောက်လိုက်မယ်နော် What a surprise bro this side တွေလောကပေါ်လဲကစားမလို့ဒီနေ့ရိုက်ထမပို့ကျွန်တော်စမိုင်းမရှိရတခုတော့ကန်ကောင်းသွားပြီကျွန်တော်ဒီနေ့ရိုက်ထလိုက်တော့ပိုကြက်လေးဖြစ်သွားပြီနော်ပန်ခါပိုင်းကတော့ကောင်းပြီးသွားပြီသူ့ body ပိုင်းလာတော့မယ်ကျွန်တော်နည်းနည်းလေးအမုံတွေထည့်ပြီးတော့ပေါ်တော့လိုက်မယ်နော်ဒါဆိုရင်ခဏမှ slip ဖြစ်သွားရင်ဒုက္ခတွေရောက်တော့ဒီလိုလေးထည့်ပြီးတော့ motor လေးဖွင့်ပြီးတော့ဒီလေးတင်လိုက်မိုက်ပြီနော်ဒါတော့ကိုယ့်ရဲ့သဘောပဲနော်ဒီပန်ခါ side ဘယ်လောက်ကြည့်အောင်ထားရမလဲပြီးတော့ဟိုပါပြီmotor ရဲ့ bike side တွေဒီသူ့ရဲ့ frame side တွေကိုယ်ကိုယ့်သဘောပဲနော်ကျွန်တော်ကဒီမှာကြည့်လိုက်တာ motor တိတ်နည်းနည်းသေးတော့ကျွန်တော်လည်းတိတ် motor လုပ်လိုက်တယ်နော်ရပါပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ frame လုပ်ပွဲအတွက်ဒီလည်းဟောပါပြီနလမပိုက်ကြည့်လာမယ်ဒါနလမပိုက်တော့ချက်မယ်ကောင်းချက်ခါနော်နားဆောက်ကောင်းဖြတ်နေစဉ်ဗီဒီယိုလေးကို like လုပ်သွားပါပြင် channel မှာလေး subscribe လေးပါလေးလုပ်သွားပါနော်ကျွန်တော်ဖြတ်ခဲ့လိုက်ရသွားပါပြီဒီကောင်လည်းဖြတ်ပြီးသွားပါပြီဆိုတော့ဒီကောင်ရဲ့ဘေးဖက်တွေရဲ့ပေါ်ရဲ့ပေါက်လုပ်လိုက်မယ်နော်ဒီကောင်ဒီကောင်နည်းနည်းလို့ကြည့်သွားပါတယ်ဒါပေမဲ့ရပါတယ် no problem နည်းရောကြည့်ပါမယ်ဒါပေမဲ့လည်းဘာမှဖြစ်ပါဘူးဒီကောင်အလေလောက်ဟုတ်တယ်အလေလောက်ထိုင်ပြောလုပ်လိုက်ရင်ဘာပြဿနာမရှိပါဘူးဆိုတော့ဒီနောက်ရဲ့ပုံလေးလုပ်မယ်အဲ့အတွက် PVC sheet ဒါကိုပိုက်ကိုပြပြီးတော့လုပ်ထားတဲ့ PVC sheet ဖြစ်ပါတယ်ဒီကောင်မပြတတ်ရင်ကျွန်တော်ရဲ့ YouTube short video မှာတော့ကြည့်လို့ရပါတယ်အဲ့မှာကျွန်တော် PVC sheet ကိုဘယ်လိုပြရလဲဆိုတာအတိအကျပြောပြထားပါတယ်နော်အဲ့ video တော့ကြည့်လို့ရတယ်ကျွန်တော် description မှာလည်း link ပေးထားပါတယ်နော်ဆိုတော့ဒီကောင်ကိုတိုင်းပြောဖြစ်မယ်
လောကကြာသွားတာဒီစမိုင်းတွေကိုဖြတ်ဖို့ပဲကြာတယ်ဆိုတော့ကျွန်တော်တော့ဘာမှမလုပ်ဝင်းဟုတ်ဝင်းရပါပြီဒီမော်တာကြာပါဒီမော်တာကြာခံမှာဖြစ်ပါတယ်ဘာလို့ဆိုကျွန်တော်ကဒီမော်တာမှာသူ့ရဲ့ဒီမော်တာရဲ့ပန်ခါတွေကို attach ခါလေးလောက်ထားမှာမဟုတ်ဘူးသူရဲ့ sharp ထုတ်ပြီးတော့ attach လုပ်ထားဆိုတော့ကြာခံမှာဖြစ်ပါတယ်မော်တာလည်းတန်ကြည့်မတက်တော့ဘူးဒီကောင်ကိုဖြစ်မယ်ဒီနောက်ဘုံပိုက်အတွက်ကျွန်တော်ဒီမှာငါးမှုပိုက်တော့မှဖြစ်ပါတယ်ဒီရေကိုစိုးဖို့အတွက်ငါးမှုပိုက်နဲ့ကြီးသွားသလားလို့စဉ်းစားမိရင်ဒါပေမဲ့လည်းစမ်းကြည့်ကြည့်မယ်ပေါ့နော်ကြီးသွားရင်ပိုက်နဲ့တင်းအောင်လုပ်ရမှာဖြစ်ဘူးဆိုတော့တစ်ဖက်မှာငါးမှုပိုက်တစ်ဖက်မှာကျတော့ဒီကောင်ရဲ့ဟိုပါဆိုတော့ငါးမှုပိုက်အတွက်မှာကင်းလေးလောက်တော့မယ်နော်လေတေးလေးကိုခလေကြလာတော့မသိဘူးချက်ပါပါနော်ကြပါလေကြိုက်နော်ကြည့်လိုက်ပါဦးခလေကြလာကြပါလေဆိုတော့နောက်တစ်ခါကျတော့ဒီကောင်ကိုဒီနားလေးမှာဒီခလေကျဲလေးခက်ဆွဲမှာဒီရရဲ့โอเคဆွဲရမှာ sorry ဒီကပေါက်ဖောက်ရမှာနော်ဆိုတော့ပေါက်ဖောက်လိုက်မယ်ကျွန်တော်ဒီကောင်ကိုပေါက်ဖောက်လိုက်ပြီဒီကောင် fit set ဖြစ်သွားပြီနော် fit set ဖြစ်သွားပြီဆိုတော့ဒီမှာတခုတော့စဉ်းစားစရာဒီကောင်ကဒီလိုမျိုးလှုပ်လို့မှာကျွန်တော်ဒီနားမှာတခုဒီကောင်ဒီ PVC pipe ပြားလေးကတ်လိုက်မယ်နော်ခုလောက်ပေါ့နော်ဒီကောင်နဲ့ဒီလိုမျိုးလေးထည့်ပြီးတော့တုံးလိုက်မယ်နော်ဒီကောင်ဒီနားလောက်ကောက်ကလိုက်မယ်ဒီကောင်နဲ့ပေါက်ချင်းနေအောင်ပေါက်နဲ့ခြုံလို့လိုက်မယ်ထည့်ကြည့်ကြည့်မယ်နဲ့ခြုံသွားပါပြီခြုံသွားပြီနော်ပြီးရင်နောက်တစ်ခုစဉ်းစားရမှာကဒီကောင်ကရေယူနိုင်တာ100ရာနော်ရေယူကိုယူမှာအဲ့ဆိုဒီကောင်ကဒီပန်ခါနော်ပန်ခါပြီးရင်ကောင်းလာမှာပြီးရင်ဒီကောင်လာမှာဒီပေါ်မှာပိုက်တယ်လာမှာဒီထဲမှာရေရှင်ဒီနားလေးကနေကတော့ဒီကောင်ကတ်လိုက်ပေါ့နော်ဒီနားလေးကနေကတော့ရေ100ရာနော်ယူကိုယူမှာဘယ်လိုပဲပြောပြောယူကိုယူမှာအဲ့ဒါကြောင့်ဒီအထဲထဲမှာပဲနည်းနည်းလေးရေမယူအောင်လုပ်ရမှာပေါ့နော်ဒီကောင်ကျွန်တော်စမှာ YC လည်းမရှိဘူးလေတေးလေး YC လည်းမရှိဘူးကျွတ်စားနေလို့တော့ကျွတ်စားပါဒီကောင်ဆိုင်လောက်ညလိုက်မယ်ဆိုဒီနားလောက်ဒီကောင်ဆုံးပေါက်မဖောက်ပဲနဲ့တခါလေးကောက်ကလိုက်ကောက်ကလိုက်မယ်နော်ချမယ်အဲဆုံးကောက်ကလိုက်မယ်6ပိုင်းပြီးတော့ဒီအနောက်လည်းသူ့ရဲ့ဒီကောင်နဲ့ဂျားမာအဲ့လိုပဲလုပ်ရမှာဒီနားမှာလည်းတစ်ခုကောက်ကလိုက်မယ်အဲ့လိုမျိုးပဲကောက်ကလိုက်မယ်ကောက်ဆောက်ဖို့ထားလိုက်မယ်တော်တော်မာလာပဲနော်ပေါက်တော့ပါပြီနော်အဲ့ဆိုဒီကောင်ဝင်သွားဒီကောင်ရေတော့မဝင်တော့ဒါပေမဲ့ဒီကောင်လဲလို့မရတော့ချက်သွားပြီနော်ချက်သွားပြီဆိုတော့ဒီကောင်ကိုလည်းချောင်းကန်ဆယ်လေးနဲ့ကျွန်တော်လဲခဲ့လိုက်မယ်နော်ရလိုက်နော်ဒီကောင်ကောင်းကောင်းလဲလိုက်ချောင်းမအောင်လဲလိုက်နော်အဲ့ဒီတော့မချော်သေးပါဘူးဒီလောက်တော့ရပါတယ်မော်တာလည်းကျွန်တော်တို့လောက်ထိအားပြောရမှာမဟုတ်ပါဘူးဒီကောင်ရလိုက်ဆိုတော့ဒီကောင်ကိုဒီနားလေးမှာကွက်တီကောတော့လိုက်မယ်နော်ပြပါပြီဒီကောင်ကိုဖောက်လို့ပြီးတော့ပါပြီပြီးရင်ဒီကောင်ကိုဒီကနဲ့ attach လုပ်ဖို့စီစဉ်မယ်ဆိုတော့ဒီကောင်ကိုကောတော့လိုက်မယ်နော်1 2ပဲထားလိုက်ပါအေးခဏလေးပြီးတော့ဒီကောင်ခဏ6သွားလားမ6သွားလားကြည့်အောင်နော်ဒီကောင်ကို6ဘွဲအတွက်ထားလိုက်မယ်ကောင်းတော့ကတ်သွားပြီဒီဘက်နေထိုးရမှာဖြစ်ပါတယ်ကောင်းလဲချောင်းအောင်လုပ်လိုက်ပါမယ်နော်ချောင်းသွားပါပြီအဲ့လောက်ဆိုရင်ရေမထွက်လာဘူးလို့ကျွန်တော်ညွှန်နေထားပါတယ်ရေမယွင်တော့ကောင်းတာပေါ့နော်လောက်တာတော့ရေယွင်နေတာတော့မဖြစ်တော့ဘူးနော်ညွှန်လောက်ပါပြီးရင်ဒီကောင်ရဲ့ဒီဖုံးလေးကိုဖုံးမယ်
မဖုံးခင်မင်းတို့ဒီအမှုပိုက်အတွက်ဒီလိုမျိုးလေးလာမယ်ဟာလေးလုပ်လိုက်မယ်နော်ဒီနားမှာပိုက်ရေ output အတွက်လုပ်လိုက်မယ်ဗောနော် output အတွက်လုပ်လိုက်မယ်ဆိုတော့ဒီမှာပေါက်ရအောင်ဒီကောင်လည်းဖောက်ပြီးသွားပြီဆိုတော့ဒီကောင်ပြန်ဒီမှာကောက်ကက်လိုက်မယ်နော်ဒီကောင်ဖောက်ရတော့မလွယ်ဘူးနော်အရင်ကပြောပြီးသွားပါပြီဒီမှာတော့ကိုလူချင်းမလုံးမယ်ဆိုရင်ကျွန်တော် comment မှာလုံးမယ်လို့ဆိုပြီးရေးပေးလေနော်သူတွေဘယ်သူတွေလုံးမလဲဆိုတော့ကြည့်အောင်လို့要要这的梦上的老板呢？让他记住他不要开手。而且那个剪刀的，让你别挑眼呗，搞那个样。教练，我看看讲，做节目的来摆呢。节目也节目的，对，冇对，你先问，因为你这个在跟你的人就是他们生活。來抽嚟咩？我呢啲抽位咗，啲方呢啲要俾人你啦。講嘢幫我，人家呢度要俾你。ဒီနားမှာတွေ့ရဲ့ဒီအခုနကျွန်တော်ဒီကောင်အပူပေးပြီးတော့ဖြတ်ထားတာဖောက်ထားတာဆိုတော့ဒီကောင်ရဲ့အစာတွေကျန်နေတော့အကောင်ဖြတ်လိုက်မယ်နော်။တင်နေမှာဆိုတော့နော်။ smoothly လဲပတ်တော့မှာပါလားမထီအောင်နော်ဒီဘေးတွေမထီအောင်ကြိုးစားရမှာနော်ဒီထီတိုင်းခဏတော့အဲ့ဒါလေးတက်ကုန်လို့အဲ့ဒါဆိုမထီတော့ကြောက်လို့ဆိုရင်တို့လို့ရတယ်ဒီလေကောတော့မယ်ပပလေကောတော့မယ်နော်တော့ခဏလေးထုတ်ထားလိုက်ပါခါလေးဒီပပလေကောငါမုံလို့မျိုးပဲပြန်ကတ်တော့မယ်နော်ဒါဆိုရင်ကိုခိုင်အောင်လို့နော်ခိုင်ခက်မှုမြောက်များစွာနဲ့ကျွန်တော်ဒီမော်တာရဲ့ frame လေးကိုလုပ်လိုက်ပါနော်ကောင်းတော့တကယ်ခိုင်ပါတယ်ဆိုရင်ကျွန်တော်တို့ဒီမှာချက်ဆက်ဖြတ်ထားတဲ့မုတ်ရယ်ဖြတ်ထားတဲ့မုတ်ရယ်အမုတ်ရယ်ဒီပိုက်တူရယ်ရောပြီးတော့ဒီမှာကတ်ထားတကယ်ကိုခိုင်ခက်မှုရှိရနော်လာပါတော့ထားလိုက်ပါနော်လာပါတော့လည်းကြားလိုက်ခိုင်ခက်ပါခိုင်ခက်တာရေးကြည့်ရလာပါတော့ဘယ်တော့နောက်မှထားဒီကောင်ဖုံးမယ်ဒီကောင်မဖုံးခင်အစိုးသူ့ရဲ့ဝါလေးလုပ်လိုက်ပါမယ် frame နဲ့လုပ်လိုက်ပါမယ်ဒါဆိုခဏမှမော်တာနဲ့တိုင်းမတိုင်းအဲ့ရောကြည့်လိုက်ပါမယ်ညိမညိတွေပါလေအခုဒီကောင်ကိုဒီလိုမျိုးကွတ်တိထားရမယ်ဒီလိုတော့ဒီအပြားလေးကကျွန်တော်ဒီတသားပြားလေးကနေဖြတ်ထားနော်ဒီကောင်လည်းဒီအမိုးတွေထည့်ပြီးတော့ခိုင်ခံအောင်လုပ်လိုက်နော်ပြုတ်ပါရအောင်မြန်မြန်ထည့်ပြီးမြန်မြန်ကော်လောက်ပေါင်းမမျောနဲ့ဒီလည်းမြေနိုင်ထဲမှာအိမ်ကခိုင်ခန့်မှာကျွန်တော်တို့က502ကောကောင်းနိုင်ထဲမှာကိုလုတ်တဲ့ဟာလည်းခိုင်ခန့်မှာ
ဘီလက်မြေဒါကျွန်တော်တို့ရဲ့ဘီလက်မြေပေါ့နော်ဒီအမောက်ရဲ့ file ကိုကကျွန်တော်တို့ရဲ့ဘီလက်မြေလေး that's like jokes ရပါပဲနော်ခိုင်ကဲမှုရှိပါ යි နော်ဒီလောက်လောက်တာတော့မှခိုင်ရတော့လုံးမနေနဲ့ပြီးရင်ဒီမော်တာကို fit site ခဏစောကောင်းဆုံးထိုးကြည့်ကြည့်ဟုတ်ကဲ့အဲ့ရကံဝစတီကမဝင်လိုက်တိုက်တဲ့တော့ကြားရပါဘူးပြီးရင်မော်တာကတစ်ချင်တော့နော်ရပါပြီကောင်းလေးကပ်သွားပြီလို့ထင်မကတ်သေးကောင်းလေးမကတ်သေးပါဘူးတန်မြတ်ဒီပါဦးကောင်းဘယ်ကျိုးနဲ့စမ်းကြည့်ကြမယ်နော်နေဆုံးတော့ဘယ်ကျိုးနဲ့စမ်းဖို့အတွက်ကျိုးလေးကောင်းညီမသားရှိနေလောက်ဆိုရလာပါပြီအေးတားတူပဲဒုက္ခပဲအဲ့တော့ဒီနောက်မှာကျွန်တော်လည်းပြောင်းလဲမှုလေးလုပ်ပေးလိုက်ရပါတယ်အခုနကကျွန်တော်သုံးတဲ့ဟာမရဘူးဒီမော်တာရဲ့ဝင်ရုံးစုံမှန်ဖြစ်နေဒီကောင်ရဲ့ဝင်ရုံးစုံမှန်ဖြစ်နေတယ်အဲဒါကြောင့်ဒီကျွန်တော်ဒီကျွတ်စိုက်ကယ်ပင်းကျွတ်ကိုညက်တယ်အရင်ဆုံးကျွတ်လုပ်တယ်ကျွတ်ကိုလိတ်ပြီးတော့လုပ်တယ်အခုကျတော့ဝင်ရုံးစုံမညီ vibration ထွက်တယ်အခုကျတော့ vibration လည်းမထွက်တော့ဘူးဘာလို့ဆိုရင်ဒီမှာတွေ့ရတိုင်းပဲကျွန်တော်ဒီမှာလဲနေသူကနေသူမော်တာလုပ်နေသူကနေသူဒါခုစီလုပ်မှာဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်ကျွန်တော်ဒီဟာလဲဒီကောင်လဲဖုံးပြီးတော့ပြင်စမ်းပြမယ်နော်အဲ့တော့ရသွားပါပြီဒီနောက်တော့ကျွန်တော်ဒီကောင်ကိုဒီတန်ကျုံနဲ့ဆွဲထားလိုက်ပါဒီကောင်လဲလုံလတ်ပိတ်လိုက်ပါပြီနော်ဒါနဲ့ vibration တော့များတယ်အတန်နဲ့ထွက်တယ်ဒီကနေရေထွက်မှာဆိုတော့အဲ့တော့ဒီကောင်ကိုစမ်းကြည့်ကြည့်မယ်ဆိုတော့ဒီနောက်မှာကျွန်တော် battery နှလုံးသုံးထားပါ powerful ဖြစ်အောင်လို့အဲ့တော့အိမ်စုပ်ဒီ battery ခဏလောက်battery နှလုံးတက်ပါပြီကျိုးအရှိထဲရမှာနော်ရပါပြီးမှအဲ့ကျွန်တော်ကိုယ်တိုင်ကြီးချက်လုပ်လိုက်ပါမယ်ဟောဒီဟာရဲ့အပေါင်းတို့ဒါလုပ်ကြည့်မယ်ရရနဲ့ရင်အပေါင်းတို့ပြရပါတယ်ကျိုးကတာတူနေအဲ့တော့စမ်းပြတော့ဖြစ်ပါတယ် plus ကို plus မှာထားပြီးတော့ minus ကို minus ကို minus ထည့်ကြည့်ကြည့်မယ်ကျွန်တော်ပန်ခါရေထွက်ပါရဲ့နော်ရေထွက်တယ်နော်ဒါနဲ့ဒီထွက်အနေပါရဲ့အဲ့ဆိုပြောင်းကြည့်ကြည့်မယ်ပြောင်းပြန်ထည့်ကြည့်ကြည့်မယ်ရေထက်ထွက်အနေတော့ပြောင်းပြန်ထည့်ကြည့်ကြည့်မယ်နော်ဒီတခါဆိုပူလောင်းထိုးလိုက်အဲ့ဆိုအခုနကပဲမှန်ပါတယ် black ဆမ်းမယ်ရေတက်ပါရဲ့နော်အဲ့တော့ဒီမော်တာနဲ့ရေတွင်းကနေရေစုပ်တာကြည့်ချင်ကျွန်တော်ရဲ့ဗီဒီယို 4K like ပြည့်အောင်လုပ်ပေးလိုက်ပါကျွန်တော်နောက်ဗီဒီယိုမှာအဲ့ဒါကိုရအောင်လုပ်ကြည့်ကြည့်မယ်နော်အဲ့တော့ဒီနေ့အတွက်ဒါပဲ channel မှာ news တွေ subscribe လုပ်သွားပါဒီဗီဒီယိုဒီမော်တာကိုကြိုက်ရင် like လုပ်သွားပါနောက်ဗီဒီယိုမှာတွေ့အောင်